ရှင်ဘုရားကိုရိဘုံအာနုဘောကိုပြန်လဲပြီးမှကျွန်တော်ချီးမွမ်းကြပါ၏ကျွန်တော်တို့နဲ့အမြဲအတူပါရှိလျက်ဒီနေ့ဒီချိန်တိုင်းအတူပါရှိမြဲဘုရားမဟုတ်ဘူးထောင်လာတရားကျွန်တော်တို့ကိုမစွန့်ပစ်ဖို့အတွက်ကတိပြီးတော့ယေရှုဘုရားကိုတော့ကိုထိုးပဲကျေးဇူးတင်ပါ၏ဒီနေ့မှာလည်းသူတပန်ကိုရှင်ဘုရားရဲ့အတူရှိခြင်းကိုရှင်ဘုရားရဲ့ဖြစ်ခြင်းကိုရှင်ဘုရားချစ်ခြင်းမြတ်တာ၍တူတော်ဒူရိတ်ကျွန်တော်တို့ကိုနားလေခွင့်ပြတော်မူပါအရောက်စီရတဲ့တာကိုနှုတ်ကတော်အပြင်ကျွန်တော်တို့ကိုဆက်လက်ပြီးမှစကားပြောတော်မူပါကျေးဇူးတော်ကုန်းတော်ပေါင်းကိုချီးမွမ်းပြီးယေရှုဖျက်မြတ်တော်နာမ၌ဆုတောင်းလက်ဆက်ကနန်းကြပါဖခင်အာမင်အားလုံးလေးခုတ်တီးပြီးမှပြင်လဲထိုင်ကြရအောင်အာမင်ကိုချင်းမကျွန်တော်တို့နှုတ်ကပတ်တော်အပြင်ကျွန်တော်တို့ဝိညာဉ်အစာကိုတိုက်ချွေပေးမယ်ဆရာတော်ကိုခေါ်ဖိတ်ခြင်းနဲ့ဆရာတော်တော့မမြင်ဖို့တဲ့သူတယောက်မှရှိမယ်လို့မထင်ဘူးအားလုံးမြင်ဖို့ကြမယ်လို့ယုံကြည်တယ်သူရဲ့စကားတန်ဒီလဲအားလုံးနားရှင်နေပြီလို့ကျွန်တော်ယုံကြည်တယ်အာမင်ပြန်လာပြီးမှဘုရားခင်ပူဆောင်ပြီးတယ်ဘုရားခင်ကိုကျေးဇူးတင်တယ်ပြီးမှအတုံးတော်ခံဖြစ်တဲ့အရာကိုလည်းအထူးပဲကျေးဇူးတင်တဲ့ဆိုတဲ့အကြောင်းကျွန်တော်တို့ဖော်ပြလိုပါတယ်ဆရာဒီအမနစ်ပြန်မှာ yes မဲလ်ကန်နိုင်ငံတို့အမှုတော်တက်ခေးပြုတ်မှာဖြစ်ပါတယ်တွတ်လည်းဆက်လက်ပြီးမှကျွန်တော်တို့စုတောင်းခြင်းအပြင်တရိယာဖို့အားလုံးကိုပြောချခြင်းတယ်အခုချိန်မှာကျွန်တော်တို့ဆရာကိုအသုံးပြုမဲ့တန်ရှင်တော်ညင်တော်နဲ့ဆရာကိုလက်ခုပ်တီးခြင်းအပြင်ခေါ်ပေးကြရအောင်အာမင်哈利路亚，哈利路亚，奶奶当多呢边喏，哈利路亚，ကျွန်တော်တို့နော်ခင်မြေအနန္တကလေးကြံသေးတယ်ဆိုတော့နော်အာရပါရကျွန်တော်တို့နှုတ်ကပတ်တော်ကိုအစင်ချင်းနှလုံးသွင်းကြပါစို့ဒီနေ့ဆိုရင်၄နိုင်တောင်ကြော်ပြီနော်ဘာဖြစ်ဖြစ်မနေ့ကတည်းကအဲ့လိုဖြစ်သွားတာပါကျူးစားမယ်အချင်းတတ်နိုင်ဆုံးကျွန်တော်ကျူးစားပါမှာပါဒီနေ့ညမှာကျွန်တော်တို့ကစင်ချင်းနှလုံးသွင်းဖို့ရန်ကျမ်းပိုက်တစ်ပိုက်ရွေးချယ်ထားပါတယ်ဟေဘေအော်ရာစဖြစ်ပါတယ်ကျမ်းစာပါတယ်လို့ဆန္ဒရောင်ဟေဘေအော်ရာစခန်းကြီး30ပိုင်းငယ်30ဖြစ်ပါတယ်ဟေဘေ30ပိုင်းငယ်30ဖြစ်ပါတယ်ဖြောင်းမတော်သူဒီယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မည်သို့တော်လည်းရည်လျှော့လျင်ငါဝိညာဉ်ဒီထူတူကိုအာရနိတိတ်ခြင်းမရှိဟုဘုရားသခင်အမင်းရှိတော်မူ၏အရောက်ရှိတိုင်းအတွက်ဘုရားရှင်စကားတော်ကိုအတိတ်တပံဝိညာဉ်တော်ဘုရားကဖော်ပြပါစေဟာလေလုယာတရားနဲ့တရားဆလောမ်ပြအောင်ဆလောမ်ဆိုပြီးတော့တရားနဲ့တရားနော်ဆလောမ်ဆိုလက်ကလေးတိုက်ပြီးတော့ဆလောမ်လို့ပြအောင်မိတ်ဆွေပေါ်မှာတန်ရှင်ဝိညာဉ်တော်ပဲငင်တချင်းရောက်ပါစေဆိုပြီးတော့တရားနဲ့တရားကောင်းချီးပေးရအောင်Okay အစဉ်ပြပါတယ်ဟာလေလုယာယနေ့ကျွန်တော်တို့အတွက်အမတမအရေးကြီးဆုံးအရာကဘာလဲဆိုရင်ယုံကြည်ခြင်းဖြစ်တယ်ဘယ်နေရာမှာပဲနေဘယ်ထဲကိုပဲရောက်အရေးကြီးဆုံးကယုံကြည်ခြင်းဖြစ်တယ်ဒါဆိုရင်ယုံကြည်ခြင်းဆိုတာဘာလဲပြီးတော့ယုံကြည်ခြင်းဆိုတာဘာအတွက်လဲအဲ့ဒါကောင်းကောင်းနားလည်ဖို့အရေးကြီးတယ်နော်ဆိုတော့ယုံကြည်ခြင်းဆိုတာကကျွန်တော်တို့တပတ်လုံးနော်ဒီမှာစကန်တွင်ပြီးတော့အားလုံးအတူတူကနှုတ်ကပတ်တော်ကိုစင်ကြယ်နှလုံးသွင်းပေးကြပါပြီအဲ့ဒီယုံကြည်ခြင်းဆိုတာကဘုရားသခင်တပါးတည်းတော်သားတော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်တယ်လက်ခံတယ်ဒါဆိုရင်ယုံကြည်ပြီးတော့လက်ခံတယ်ဆိုရင်ဒီလူကခရစ်တော်ကိုရရှိထားပြီးပြီခရစ်တော်ကိုရှိတဲ့လူကဘယ်လိုနေတယ်လဲဆိုတာလဲအားလုံးသိတာပြီးသားဖြစ်တယ်ဆိုတော့ခရစ်တော်ကိုတကယ်ရှိတဲ့လူကနော်တကယ်ရှိရင်အငြိမ်နေလို့မရဘူး
ဒီခရစ်တော်ကအသက်ရှင်နေတယ်ဒီယေရှုဘုရားကလှူရှားနေတယ်ဆိုတော့ယုံကြည်ခြင်းဆိုတာဘာလဲပြီးတော့ယုံကြည်ခြင်းဆိုတာဘာအတွက်လဲဆိုတာကျွန်တော်တို့ဘုရားရဲ့သားသမီးများအတွက်အမတမအရေးကြီးတယ်ဆိုတော့တချို့တွေကယုံကြည်တယ်ယေရှုဘုရားကိုလက်ခံတယ်ရှိလက်တကယ်ရှိတယ်မယုံကြည်ဘူးလားဆိုရင်လည်းပဲတကယ်ယုံကြည်တာတည်ရဲလောက်အောင်ယုံကြည်တာမရှိဘူးလားဆိုရင်လည်းတကယ်လည်းရှိတယ်ဒါပေမဲ့ဘာဖြစ်လို့ထူးခြားမှုမရှိနိုင်တာလဲဆိုတာအမတမအပြေရှာဖို့အရေးကြီးတယ်ထူးခြားမှုမရှိလာတဲ့အခါကျတော့ကျွန်တော်ရဲ့ယုံကြည်ခြင်းဒါမှမဟုတ်ကျမရဲ့ယုံကြည်ခြင်းကတကယ်အရှိအမှန်မဟုတ်ဘူးလားအတူလားသူ့အနေနဲ့သူတန်တရားဝင်လာတယ်တကယ်လေးယုံကြည်ပါတယ်တန်တရားလည်းမရှိပါဘူးဘုရားရဲ့သားတော်လည်းတကယ်လက်ခံပါတယ်ဒါပေမဲ့ကျွန်တော်တက်တာထဲမှာမိသားစုထဲမှာကျွန်တော်လုပ်ငန်းခွင်မှာထူးခြားမှုမရှိဘူးဆိုရင်တော့ဒီခရစ်တော်ကအိတ်နေတာဖြစ်ရလဲဖြစ်မယ်နော်ဒီတာတို့ယောဟန်တို့အိုက်ပေါ်မှာခရီးသွားနေတဲ့ချိန်မှာခရစ်တော်ကအိတ်နေတယ်တခါတလေကျွန်တော်တို့အသက်တာထဲမှာခရစ်တော်ကိုအိတ်ခိုင်းပြီးတော့ကျွန်တော်တို့ပဲလှုပ်ရှုပ်ပြီးတော့နော်သူ့ကိုပဲကောင်းကောင်းအားနာပြီးတော့အနာယူခိုင်းတဲ့ခရစ်ယာန်တွေအများကြီးရှိတယ်ယေရှုဘုရားကအားနာရှာမဟုတ်ဘူးနော်အားနာဖို့မဟုတ်ဘူးသူကအလုတ်လုပ်ဖို့ဒီလောကကိုကြွလာခြင်းဖြစ်တယ်နော်ဘုရားရှင်အမှုတော်ကိုဆောင်ရွက်ဖို့ကြွလာတဲ့ဘုရားဖြစ်တယ်သူကကောင်းကင်ဘုံကြွသွားပြီးတဲ့နောက်ပိုင်းမှာလည်းအချိန်ပြည့်ကျွန်တော်တို့နဲ့အတူအမှုတော်ဆောင်ဖို့တန်ရှင်တော်ဝိညာဉ်တော်ကိုပြီးထားခြင်းဖြစ်တယ်အဲ့ဒီဝိညာဉ်တော်ကိုကျွန်တော်အားနာဖို့မဟုတ်ဘူးသူအလုတ်လုပ်ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ခြင်းဆိုတာကရှိဘူးမဟုတ်ဘူးတင်တာဖို့မဟုတ်ဘူးကျွန်တော်တို့အသုံးပြုဖို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာမိတ်ဆွေယုံကြည်ခြင်းဆိုတာအသုံးပြုဖို့ဖြစ်တယ်ဆိုတာတယောက်နဲ့တယောက်စကားပြောရအောင်တင်တာဖို့မဟုတ်ဘူးကျမ်းစာရှင်ပါအတွက်လည်းဖတ်ဖို့ဖြစ်တယ်တချို့တွေကတိတာထဲမှာတော့ခတ်ထားတယ်နော်ဒီဆိုပေါ်မှာတင်ထားတဲ့စင်ကလေးပေါ်မှာတင်ထားတယ်အဝေးကနေပဲလိုင်းကြည့်လိုက်တယ်တရက်တခါလိုင်းကြည့်လိုက်တယ်ကျမ်းစာကိုနော်ဖတ်တော့မှဖတ်ပါဘူးတကြစကတမနဲ့တခါညနေတခါလိုင်းကြည့်လိုက်တယ်ကျမ်းစာဆိုတာတင်တာဖို့မဟုတ်ဘူးတော့ခတ်ထားဖို့မဟုတ်ဘူးဖတ်ဖို့ဖြစ်တယ်လို့ကျွန်တော်ယုံကြည်ခြင်းဆိုဒီမှာအသုံးပြုဖို့ဖြစ်ပါတယ်အာမင်ဟာလေလုယာဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကရှိကိုပဲတွားခြင်းနဲ့နော်ပြောဖို့ပါတယ်ကျွန်တော်ယုံကြည်ခြင်းထဲမှာလုံးဝဘက်ကြမပါဘူးဘက်ကြထိုးလို့မရဘူးရှိကိုပဲတွားရမယ်ယုံကြည်ခြင်းဆိုတာနော်နောက်ကိုလည်းလဲလို့မရဘူးဆိုတော့ရှိကိုပဲတွားမယ်ကောင်းတွေဖြစ်စေမကောင်းတွေဖြစ်စေပျော်တွေဖြစ်စေမပျော်တွေဖြစ်တွားရမယ်ကောင်းကင်ရောက်တဲ့ထိတွားရမှာဖြစ်တဲ့ယုံကြည်ခြင်းဆိုတာကနော်ကျွန်တော်ပြောတဲ့ချိန်မှာတွားတယ်မပြောတဲ့ချိန်မှာတွားတော့ဘူးအိတ်တယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ယုံကြည်ခြင်းအမတာမစမ်းစစ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ယုံကြည်သူတယောက်ဖြစ်ပြီဆိုရင်အဲ့ဒီယုံကြည်ခြင်းကဘယ်လောက်ထိအသုံးဝင်တယ်လဲဘယ်နေရာမှာသုံးပြရမလဲအမတာမအရေးကြီးပါတယ်နော်ယေရှုခရစ်တော်ဘုရားကသုံးနှစ်သုံးဖို့တပည့်တော်များကိုကောင်းကောင်းလေးတင်တန်းပြတယ်ဆိုတော့ကျမ်းစာထဲမှာအများကြီးရှိပါတယ်ဆိုတော့ဒီလောကကြီးထဲမှာခုနတခြင်းထဲမှာကျွန်တော်ဆိုတယ်လို့ပေါ့ဒီလောကကြီးထဲမှာတက်ရှင်တဲ့အခါမှာကျွန်တော်ဘယ်ဘက်မှာရပ်တည်မလဲဘယ်နဲ့ညာရှိတယ်နော်အမောင်နဲ့အလင်းရှိတယ်လို့ကျွန်တော်ဘယ်ဘက်မှာတက်ရှင်ရမလဲဒီလောကကြီးထဲမှာတော့စာတန်ကခဏတဖြုတ်အခွင့်ရထားတဲ့နေရာဖြစ်တယ်ဆိုတော့လောကဆိုတာဘာလဲလောတဲ့လူရှိမယ်ကတဲ့လူရှိမယ်ကျွန်တော်ဘယ်ဘက်မှာပါဝင်မလဲအဲ့ဒါရေးကြည့်တယ်ခရိယံဖြစ်ုံနဲ့ကားတာမဟုတ်ဘူးနော်လောတဲ့ခရိယံတွေအများကြီးရှိတာပဲလောတဲ့ဖရာသားတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့လောနဲ့ကားနဲ့ပေါင်းတဲ့နေရာမှာကျွန်တော်ခဏတာဧည့်တဲ့အာကန်တို့ဖိနေတဲ့ချိန်မှာဘယ်ဘက်မှာရပ်တည်မလဲဘယ်ဘက်မှာကျွန်တော်တက်ရှင်နိုင်မလဲအဲ့ဒီအတွက်ယုံကြည်ခြင်းဘုရားရှင်ကပြထားခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ဒီလောကကြီးထဲမှာဘဝဆိုတာနော်လုံးဝဘယ်တော့မှအဆုံးမပြေနဲ့ဘယ်တော့မှအဆုံးမပြေနဲ့ဟာလေလုယာတန်ရှင်ဝိညာဉ်တော်ကျွန်တော်တို့နဲ့တူရှိတယ်ဘယ်တော့မှဘဝကိုဆုံးမပြေနဲ့အဆုံးပြီးတဲ့အခါမှတာလျင်တင်ဒီဆုံးမဖြစ်တယ်
လုံးဝအရှုံးမပြီးတရွေ့တဲ့နေလုံးဝရှုံးမှာမဟုတ်ဘူးအဲ့ဒါကောင်းကောင်းမှတ်ထားဟာလေလုယာဟာလေလုယာစာတန်ကလည်းကျွန်တော်ရှုံးအောင်လောက်နိုင်တာမဟုတ်ဘူးကျွန်တော်တို့ကအရှုံးပြီးမှသာကျွန်တော်တို့ကိုရှုံးတဲ့ဘဝကိုပြီးနိုင်တာဖြစ်တယ်လုံးဝမပြီးတရွေ့ကျွန်တော်ဘယ်နည်းနဲ့မှမရှုံးနိုင်ဘူးဟာလေလုယာအဲ့ဒါတော့အမတားမအရေးကြီးတယ်ဆိုတော့ယေရှုဘုရားကစာတန်ကိုအောင်ပြီးသားစာတန်ကရှုံးပြီးသားဆိုတော့အောင်မြင်မှုအတွက်လုံးဝနော်တိုက်ခိုက်စရာမလိုဘူးနော်အဲ့ဒါကောင်းကောင်းမှထားပါစာတန်ကတော့လုံးဝတိုက်ခိုက်စရာမလိုဘူးသူကရှုံးထားပြီးသားအာမင်ယေရှုကနိုင်တာမဟုတ်ဘူးအောင်တာအဲ့ဒါအလွဲမစုံနဲ့နော်ကျမ်းစာထဲမှာယောမဩဝါဒစာခန်းကြီးစစ်အပိုင်းငယ်30ခွန်ဖတ်တဲ့အခါမှာကျွန်တော်တွေ့နိုင်ပါတယ်30ခွန်မှာပြောရပါတယ်ငါတို့ကိုချစ်တော်မူသောသခင်ဤဂျေဇုတော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုကျွန်တော်တို့အောင်ပြီးပြီတဲ့နိုင်တာမဟုတ်ဘူးနော်လောကကိုကျွန်တော်အရေးကြီးတယ်နော်နိုင်တယ်ဆိုရင် तू ကပြန်ထနိုင်တယ်ပြန်တိုက်နိုင်တယ်ပြန်လည်းပြောလို့ပြန်ရှုံးနိုင်တယ်အောင်တယ်ဆိုတော့ပြန်ဖြေရှာမလို့တော့ဘူးအာမင်ဟာလေလုယာစေတန်ဒုတိယနေ့ဆိုတာမကောင်းဘူးနော်အောင်ပြီးဆိုရင်ပြန်ဖြေရှာမလို့ဘူးတချို့တွေကစေတန်ဖိုင်နယ်ရတဲ့ဒါလည်းမကောင်းဘူးနိုင်နဲ့အောင်နဲ့မတူဘူးလေဆာမွေးဖြီးပြီးကျွန်တော်သားသမီးတွေမီးတယ်လေနော်တင်းသားတွေလည်းမီးတယ်ဖြီးနိုင်လားဖြီးနိုင်တယ်ဖြီးတာပဲဖြီးနိုင်တာပဲဒါပေမဲ့ကြတယ်နိုင်တဲ့လူကကြနိုင်တယ်ဒါပေမဲ့အောင်တဲ့လူမကြနိုင်ဘူးအာမင်ဟာလေလုယာခရစ်တော်ကစာတန်ကိုနိုင်တာမဟုတ်ဘူးအောင်တာအဲ့ဒီအောင်မြင်ခြင်းအတွက်ကျွန်တော်ထပ်တိုက်စရာမလိုဘူးအာမင်ဂိမ်းတစ်ခုကိုစော်တယ်ကစားတယ်အောင်ပြီးအောင်ပြင်ပြန်ကစားလိုက်ပြန်ရှုံးနိုင်တယ်နော်အဲ့ဒီနိုင်ပြီးသားကိုပြန်ကစားလိုက်ပြန်ရှုံးတယ်နိုင်တယ်ဆိုတာကအနိုင်အရှုံးရှိတယ်ဒါမဲ့အောင်တယ်ဆိုတာကလုံးဝနောက်လဲဆက်မလို့တော့ဘူးဟာလေလုယာဟာလေလုယာအဲ့အတွက်ကြောင့်ရှင်ဆောင်ခရစ်ယာန်ကျမ်းခန်းကြီး16အပိုင်းငယ်33မှာတွေ့နိုင်ပါတယ်ယေရှုဘုရားကတင်တို့ဒီဤလောကမှာဆင်းရဲဒုက္ခချင်းကိုခံရလိမ့်မယ်ဒါပေမဲ့မစိုးရိမ်နဲ့တဲ့ငါဒီဤလောကကိုအောင်ပြီးပြီတဲ့နော်ဘုရားရှင်ကလောကကိုအောင်ပြီးပြီဆိုတော့ဒီအောင်မြင်ခြင်းကကျွန်တော်ကျမတို့အတွက်ဖြစ်တယ်ဟာလေလုယာဟာလေလုယာသူရဲ့ဒဏ်ချက်တော်အပြင်ကျွန်တော်အနာရောဂါငြိမ်းခွင့်ပြီးတယ်သူရဲ့ဝေဒနာအပြင်ကျွန်တော်ကိုနော်ငြိမ်းသက်ခြင်းကိုပြီးတယ်ဆိုတော့ဘုရားရှင်အတွက်အမတာမအစီချီတော့အရာကိုဆောင်ရွက်ပြီးပြီကျွန်တော်တို့အတွက်အမတာမအစီချီတော့အရာကယုံကြည်ခြင်းကိုဘယ်လိုအသုံးပြုရမလဲအဲ့ဒါနားလည်ဖို့လိုအပ်တယ်ဆိုတော့ယုံကြည်ခြင်းကကျွန်တော်တင်ပိုက်ထားဖို့လည်းမဟုတ်ဘူးနော်တောက်ထားဖို့လည်းမဟုတ်ဘူးလူတယောက်ကလာနေတယ်လမ်းပေါ်မှာဘဟုလမ်းပေါ်မှာလာနေတယ်မူကလည်းတဲချီမဲချီရွာနေတာအားကြော်တယ်ဆိုတော့သူကလည်းမူးကြော်ထဲမှာလမ်းလျှောက်ပြီးတော့ချမ်းတောင်းနဲ့လာနေတယ်မလဲကျွန်တော်ချမ်းနေတယ်ဘယ်လိုလုပ်မလဲဝိစားလည်းမပါဘူးချမ်းနေတယ်ဘယ်လိုလုပ်မလဲကြည့်လိုက်တော့ဩဒီလိုကတနာရှာပဲသူ့လက်ကောက်လေးမှာနော်ဒီကလေးချိပြီးတော့မှမိုးကြတဲမဲမိုးကြော်ထဲမှာချမ်းတောင်းနဲ့တွားနေတဲ့လူကိုတနာရှာပဲနော်လက်ကြည့်ဖို့တောင်မလိုဘူးသူမိုးရွာပြီးတော့မှချမ်းတယ်ဆိုရင်ဒီကလေးကိုဆောင်းဖို့ပဲဟုတ်တယ်နော်ကျွန်တော်ယုံကြည်ခြင်းကိုလက်ကလေးပေါ်မှာချဲပြီးတော့ရှင်းရဲနဲ့ငါပြက်နဲ့တက်ရှင်တာထုံနေလို့ဆိုပဲယုံကြည်ခြင်းကတော့ရှိပါတယ်ဒါပေမဲ့လက်ကလေးပေါ်မှာချဲပြီးတော့မှနော်ရှင်းရဲနဲ့မွေးတီးပြီးတော့မှနော်စာတန်ကိုအယံကိုပဲတိုက်ခိုက်ကြတာမတိုက်ခိုက်ပါနဲ့တိုက်ရှာမလို့ဘူးသူကရှုံးပြီးသားဖြစ်တယ်စာတန်นี่ရှုံးယေရှုကအောင်အာမင်ဟာလေလုယာဆိုရင်ဒီနေ့မှာဘုရားရှင်ပြီးထားတဲ့ယုံကြည်ခြင်းကိုကျွန်တော်တို့အမြဲတမ်းယူရမှာဖြစ်တယ်စာတန်ကတော့အမြဲတမ်းသူ့ရဲ့ရှုံးမှုပြီးလာမှာဖြစ်တယ်လုံးဝလက်မခံနဲ့စာတန်ထဲမှာပဲရှိပါစေစာတန်ပေါ်မှာပဲကြာပါစေလုံးဝလက်မခံနဲ့သူကနည်းနည်းတော့ငဲ့ပြီးချင်မှာပဲနော်လုံးဝလက်မခံနဲ့ကျွန်တော်ပစ္စည်းတစ်ခုခုကိုပေးလာမယ်လုံးဝလက်မခံမှုဆိုရင်ကျွန်တော်လက်ထဲမှာပဲရှိတယ်စာတန်ကဆင်းရဲခြင်းပြီးမယ်ဒုက္ခဝေဒနာမျိုးပြီးမယ်အ
မတာမဆူရတော့သူပိုင်ဆိုင်ထားတဲ့အရာမှန်တယ်မြောက်ကိုလက်ကမ်းပြီးတော့ပြီးခဲ့မယ်ကျွန်တော်တို့ကမတိပဲနဲ့အဲ့ဒါကိုလက်ခံမိတဲ့ချိန်မှာကျွန်တော်တို့အတွေ့ဖြစ်လာတယ်စာတန်ပြီးထားတဲ့ကိုလုံးဝလက်မခံနဲ့အာမင်ရှင်လေရှာကုတ်ခန်းကြီးလေးပိုင်ငယ်ခொနိမှာမာနကိုစီးတာလို့တဲ့စီးတာရမယ်လုံးဝလက်မခံတဲ့မူဘုရားရှင်ပြီးထားတဲ့အရာကအဲ့ဒါယုံကြည်ခြင်းဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းကိုကျွန်တော်တို့လက်ခံပြီးတော့အတုံးပြုတ်သွားမှာဖြစ်တယ်စာတန်ကတော့အမြဲတမ်းနားလည်ထားပါယေရှုမှာပဲနော်ယေရှုမှာတည်ချပါတယ်ဒါပေမဲ့လုံးဝမလျှော့နဲ့ဒီကျမ်းစာထဲမှာပြောပါတယ်နော်ယေရှုလင်းတဲ့စာတန်ကတော့အမြဲတမ်းယေရှုမှာပဲအာမနာနဲ့တပ်ပြားမှမလျှော့နဲ့အာမင်ဟာလေလုယာကျွန်တော်မြန်မာနိုင်ငံသားတွေအာနာတတ်တယ်ဈေးဝယ်ရင်လည်းရှစ်တယ်အတင်းရှစ်တာရောင်းရင်လည်းပဲရှော့ပြေးတယ်အဲ့ဒါလုံးမကောင်းဘူးကောင်းဘူးယုံကြည်ခြင်းမှလည်းထူနေသူဆိုတာအမြဲတမ်းရှော့ပြေးတယ်အဲ့လောက်ကြတော့အဲ့ဒါကြတော့အဲ့လောက်ကြတော့မရှော့နဲ့တပ်ပြားမှမရှော့နဲ့ယုံကြည်ခြင်းအာမင်ဟာလေလုယာယေရှုလင်သူ့အပေါ်မှာဘုရားရှင်မကျင့်တတ်ဘူးလို့ပြောတယ်ဆိုတော့ယုံကြည်ခြင်းကိုမကျွန်တော်တို့ကိုင်ဆွေးပြီးတော့အတုံးပြုဖို့ဖြစ်တယ်ဟိုမှာကြည့်ရအောင်ရှင်ယောဟန်ခရစ်ယာန်ကျမ်းပိုင်ခန်းကြီး7ထဲမှာယေရှုဘုရားကတပည့်တော်များကိုယုံကြည်ခြင်းကိုဘယ်လိုအတုံးပြုရမလဲဆိုတာကောင်းကောင်းလေးတင်တန်းပြတာရှိတယ်အဲ့ဒါတော့အစီကြီးပဲ38ကနေကြည့်ပြီးတော့မှ44ထိကြည့်မယ်ဆိုရင်ကောင်းကောင်းလေးသိနိုင်ပါလေလာဇရုဆိုတဲ့ပုံကိုပြန်လဲပြီးတော့အသက်ရှင်စေတဲ့ခံကန္တာဖြစ်တယ်အမတာမယေရှုဘုရားကချစ်တဲ့လာဇရုကိုတနေ့တော့ခါမှာဖျားနေတယ်တဲ့သူကလည်းဖျားတယ်ရှေးခါနေပြတယ်ဆေးစုံနဲ့လိုက်ပို့တယ်ဒါပေမဲ့မသက်တာဘူးဆိုတော့နောက်ဆုံးမှာဆိုရင်အမတိရောက်သွားတယ်မာတာကအလိုတရားကိုလွတ်ပြီးတော့ရှာဆုပ်စီကိုသွားပြီးတော့မှဘာဖြစ်ဖြစ်ကိုတော်ရဲ့ချစ်တငယ်ချင်းကိုအမတာမဖျားနေတယ်ဆိုရင်ဆရာစီနေပြီလို့သွားပြောလိုက်အောင်ဒါရှင်သူချစ်ချင်းလာမှာပဲသူကကျမ်းမာချင်းခုံးပြီးမှာပဲဆိုပြီးတော့လူကိုလွတ်လိုက်တယ်အဲ့လူကိုသွားပြီးတော့ခရစ်တော်ရှိကိုသွားတယ်ယေရှုဖျားကိုတော်ချစ်တဲ့တငယ်ချင်းလာဇရုကိုအမတာမဖျားတယ်ဆရာဝန်တွေကလက်မြောက်နေပြီအိမ်မှာပဲအခုဒီတိုင်းပဲကြည်နေကြတာဆိုရင်ဆရာဖြစ်နေပြီသွားပြောတဲ့ခါကျတော့ယေရှုကလာဇရုကိုအမတာမချစ်တဲ့အတွေ့အကြုံချက်ချင်းမလာဘူးတဲ့နော်ချက်ချင်းမသွားဘူးတဲ့ကျွန်တော်တို့ကတက္ကသလီမှာယုံကြည်ခြင်းတော့ရှိတယ်ဆိုလဲတောင်းထားတယ်ဆက်လဲစက်ကတ်ထားတယ်အဲ့ဒါမှာတခါချက်ချင်းမဖြစ်လာတဲ့အခါမှာစာတန်ကအမြဲတမ်းစကားပြောတတ်တယ်နော်ယေရှုကလာဇရုကိုအမတာမချစ်တယ်ဒါပေမဲ့ချက်ချင်းမသွားဘူးလေးရထစ်တောင်နောက်ချတယ်လူသားစကားနဲ့ဆိုနောက်ချတယ်ဖခင်အတွက်နောက်ချတယ်ဆိုတော့မရှိဘူးသူရောက်တဲ့ချင်းအဆင်ပြေတယ်ဆိုတော့သွားခေါ်ခိုင်းတယ်မလာဘူးတဖြည်းဖြည်းနဲ့အဲ့လူနာလည်းအချင်းကြီးဆူဆွားသွားတယ်တေးသွားတယ်အသက်ထွက်သွားတယ်အမလေးကျွန်တော်ကိုယ်တကယ်တေးသွားပြီယေရှုဘုရားလည်းရောက်မလာသေးဘူးဘယ်လိုလုပ်မလဲဆရာကြီးတို့ရဲ့ခဏဆောင်ကြပါအောင်ဒီတိုင်းခဏထားရအောင်ထားလို့မရဘူးတကြူဘူးအချင်းရောက်ပြီဆိုပြီးတော့တကြူလိုက်တယ်ခုချိန်မှာခရစ်တော်ဘုရားကျွန်တော်ဆရာကြီးရောက်ရင်သူ့ရဲ့တငယ်ချင်းကောင်းကောင်းကြည့်ချင်အောင်ပါပဲဆိုပြီးတော့တကြူဘူးတော့အကျဉ်းချင်းတားတယ်မရဘူးအချင်းမရှိတော့ဘူးတကြူလိုက်တယ်လေးရမြောက်တော်နေ့မှာယေရှုဘုရားကသူ့ရဲ့တပည့်တော်များကိုတွားချရအောင်လာယေရှုတွားရအောင်မလီခုပါတွားလို့မလဲနာတော့ငါတော့ခေါ်တယ်မတွားဘူးတိတ်ပြီးပြီမတကြူခင်လာကြည့်ကြအောင်လာခေါ်တယ်မတွားဘူးခုတော့တကြူပြီးပြီလေးရရှိပြီကောင်းကောင်းလေးပုတ်တော့မှာပဲအမတွားလို့မှလဲဟုတ်ကဲ့လာစကမတေဘူးသူအိတ်နေတာဖြစ်တယ်ဒီတာကဒီတကြူကဒါဆိုရင်အိတ်နေတယ်ဆိုရင်သူတက်တာနေတာပဲဘယ်တက်တာမလဲဒီတာကောင်းကောင်းပြောမယ်နားထောင်သူတိမ်နေပြီလို့ဒါဆိုရင်ကျွန်တော်မတွားရတော့ပါဘူးလို့ဟုတ်ကဲ့တွားရဖို့စင်ဒီမှာဆောင်းနေမှာငါတို့တွားမယ်ဆိုတော့ယေရှုကတွားနေတဲ့ခါမှာတပည့်တော်များကလည်းသူ့နောက်ကနေလိုက်နေတဲ့ခါကျတော့ရွာထိတ်နာလေးရောက်တဲ့ခါမှာယေရှုကလူကိုလွတ်တယ်မာသကိုတွားခေါ်လိုက်အောင်ဆိုပြီးတော့မာသကိုတွားခေါ်တယ်မာသလာနေတဲ့ခါမှာယေရှုနဲ့တွေ့တဲ့ခါမှာအမတမကြီးစွာငိုတယ်သူကဘာဖြစ်လို့လဲဆိုတော့ကိုတော်ခုမှရောက်တယ်
ကျွန်တော်ကိုနာတော့ငါကိုတော့ရောက်တယ်ဆိုရင်သူကြမှာအောင်မဆိုတော့ကျွန်တော်နားလဲကျွန်မနားလဲတယ်ကျွန်တော်ကိုတိတ်ပြီးပြီဒါတော့မှန်တယ်ဒါပေမဲ့ကိုတော့ရောက်တယ်ဆိုရင်သူပြန်လဲရှင်ပြန်ထမြောက်မှာဆိုတော့ကျွန်မနားလဲတယ်ဒါပေမဲ့ကျွန်မအကူအခုတကြိုနေပြီအပုတ်ကောင်ဖြစ်နေပြီကိုတော့နောက်ကြတယ်ဆိုပြီးတော့ငိုတာယေရှုကအဲ့ချင်းမှာအဲ့လောက်ထိတော့နိနိကကအသက်ရှင်ပြီးတော့ကောင်းကောင်းလေးတင်တမ်းပြီးထားတဲ့ခံယူထားတဲ့ယုံကြည်သူများကအဲ့လောက်ထိတော့မယုံကြည်နိုင်သေးဘူးဆိုတာသူစိတ်ထဲမှာခံစားရတဲ့ตัวယေရှုငိုတယ်တဲ့တချို့တွေကယေရှုကတော့လာယေရှုကိုမတားမှချစ်တာပဲဆိုတာသူတို့မှတ်ချက်ချလိုက်တယ်မဟုတ်ဘူးငါအဲ့လောက်ထိဟောပြောတာအဲ့လောက်ထိတက်တီပြတာလက်တီပြတာတော့မယုံနိုင်ကြသေးဘူးလားဆိုတော့ယေရှုငိုခြင်းဖြစ်တယ်နော်မိတ်ဆွေယနေ့ကျွန်တော်တို့အပေါ်မှာကျမတို့အပေါ်မှာယေရှုဘယ်နှခြင်းငိုရမလဲဆိုတာစဉ်းစားကြည့်ပါကျွန်တော်တို့ရှင်ရဲ့လို့ယေရှုငိုမှာမဟုတ်ဘူးချမ်းသာလို့ယေရှုငိုမှာမဟုတ်ဘူးကျွန်မယုံကြည်နိုင်တဲ့အခါမှာယေရှုငိုတယ်နော်ယုံကြည်ခြင်းရှိတယ်ဆိုတာဘယ်လိုရှိတယ်လဲယေရှုကိုငိုခိုင်းတဲ့ယုံကြည်ခြင်းလားနော်မိယေရှုကိုမျက်ရည်ကျစေတဲ့ယုံကြည်ခြင်းမျိုးမဟုတ်ဘူးအယံအရေးကြီးတယ်ဒါဆိုရင်ယေရှုကတင်ယုံကြည်လျင်တိအကူပြန်လဲပြီးတော့ရှင်ပြန်ထမြောက်လာမယ်လို့ပြောတဲ့ခါကျတော့ဟုတ်ကဲ့ဒါတော့တိပါတယ်သခင်နောက်ဆုံးတော့ကာလမှာကျွန်တော်ကိုပြန်လဲထမြောက်မှာပါလို့ဒါအလုံးယုံကြည်သူအလုံးပြန်လဲထမြောက်မှာပါလို့ပြန်လဲပြောတဲ့ခါကျယေရှုကအဲ့ချင်းကိုပြောတာမဟုတ်ဘူးအခုယုံကြည်လျင်ယုံကြည်တဲ့အတိုင်းဖြစ်မယ်လို့ပြောတယ်ဟာလေလုယာဟာလေလုယာယုံကြည်ခြင်းဆိုတာဟိုတမလုံးဘဝအတွက်တက်မဟုတ်ဘူးယခုအတုံးပြရမယ့်အရာဖြစ်တယ်ဟိုတချင်မှာတော့ထားမြောက်မှာပါခြေဆောင်ချင်းဥပမာအတင်းတော်ခြေဆောင်ချင်းရောက်တဲ့ချိန်မှာကျွန်တော်ကိုပြန်လဲထားမြောက်မှာပဲသူယုံကြည်တယ်မာတာခင်ဗျားယုံကြည်ခြင်းကအမတန်မှဝေးလွန်းတယ်ယုံကြည်ခြင်းဆိုတာယနေ့အခုအတုံးပြရမယ့်အရာဖြစ်တယ်ဟာလေလုယာဟာလေလုယာယနေ့ကျွန်တော်တက်တာမှာကျွန်တော်မိသားစုထဲမှာကျမတို့ရဲ့အတင်းတော်ထဲမှာကျမတို့ရဲ့နိုင်ငံထဲမှာယခုအတုံးပြဖို့ဖြစ်တယ်ဆိုတာယေရှုကပြောတယ်ဒါပေမဲ့မယုံနိုင်ဘူးမယုံနိုင်တဲ့ခါကျတော့ဒါဆိုရင်ကျွန်တော်ပြမယ်ဘယ်မှာတကြူကြတယ်လဲလာယေရှုဆိုတော့ကိုတော့ဟိုတင်းချိုင်းမှာပါတင်းချိုင်းကုန်းမှာပါတကြူတာလဲ၄ရက်ရှိပြီအမတာမနာတော့မှာဟုတ်ကဲ့သွားကြရအောင်ဆိုပြီးတော့တင်းချိုင်းကုန်းကိုသွားတယ်ဘယ်နားမှာလဲတကြူတာဟိုမှာကိုတော့လာဇာစုတောင်ဆက်စစ်နေဟုတ်ကဲ့သွားရအောင်တင်းချိုင်းကုန်းနာဝတိသွားတယ်နော်ปีเตยุลาบาองยอหังลาบาองขอเลยตุนาကိုခေါ်တယ်အခုဖျားရှင်ရဲ့တကူတော်ကိုသူတို့မြင်တွေ့ရမှာရှိပါတယ်တင်းချိုင်ကုန်းကိုသူတို့ကောင်းကောင်းလေးကြောက်တုံးကြီးနဲ့ဖုံးထားပြီးတော့ကောင်းကောင်းလေးတရိပ်နှိပ်ထားတာရှိတယ်အဲ့ဒါကိုปีเตยุယောဟန်တို့ကိုခိုက်ပြီးတော့အဲ့ဒီကြောက်တုံးကိုဖယ်ရှားကြလို့အမလေးကိုတော်ဖျားဒီကြောက်တုံးကိုဖယ်ရှားသွားတယ်ဆိုရင်အမတန်မအနန္စုတွေထွက်လာမှာပဲအခုချိန်မှာတွေးချင်တယ်ဆိုဟိုနာတော့ခေါ်တယ်မဟုတ်လားတေတော့ခေါ်တယ်မဟုတ်လားအဲ့ဒီချိန်မှာတော့ပဲအခုနာတဲ့ချိန်မှာပါပဲလို့ဖွင့်ရမှာလေကျွန်တော်တို့အတွက်အရန်ကိုခက်မှာပဲဟုတ်ကဲ့ပါတီးပါတယ်ဒီတင်းချိုင်ကုန်းကိုတင်းချိုင်တွင်ကိုဖုံးနေတဲ့ကြောက်တုံးကိုဖယ်ထားကြဖယ်ရှားကြဒါဆိုရင်ปีตาယောဟန်တို့တပည့်တော်များကအဲ့ဒီကြောက်တုံးကြီးကိုဖယ်ရှားပြီးတော့တင်းချိုင်ကုန်းကိုပွင့်နေတယ်အဲ့ဒီချိန်မှာယေရှုကအပေါ်ဘက်ကိုကြည်တယ်တဲ့ယေရှုတော်ချီးမွမ်းတယ်နော်ယေရှုကယေရှုတော်ချီးမွမ်းနေတဲ့ချိန်ကြည့်တဲ့အခါမှာအမတာမနော်အငေါရှာကောင်းတယ်အဲ့ဒီတင်းချိုင်ကုန်းဝမှာယေရှုတော်ချီးမွမ်းတယ်လူ9000လောက်ရှိပြီးတော့စားစရာမုတ်9လုံး9နှကောင်ရှိတဲ့ချိန်မှာယေရှုတော်ချီးမွမ်းတယ်ကျွန်တော်လူသားတွေကဒါနော်အများကြီးရှိတဲ့ချိန်မှာအင်ကောင်းကောင်းဝင်နိုင်တဲ့အခါမှာကားကောင်းကောင်းဝင်နိုင်တဲ့အခါမှာကျမ်းမာတဲ့အခါမှာအောင်မြင်တဲ့အခါမှာကျွန်တော်ယေရှုတော်ချီးမွမ်းတယ်ယေရှုဘုရားကတော့အဲ့လိုမဟုတ်ဘူးအမတားမဝန်းနေစာကောင်းနေတဲ့ချိန်မှာယေရှုတော်ချီးမွမ်းတယ်လုံးဝမလောက်မငါဖြစ်နေတဲ့ချိန်မှာယေရှုတော်ချီးမွမ်းတယ်အဲ့ဒါကတင်တန်းပြနေခြင်းဖြစ်တယ်ယုံကြည်ခြင်းဆိုတာဒီနေရာဒီမှာအတုံးပြုဖို့ဖြစ်တယ်ဆိုတာတင်တန်းပြနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ကောင်းကင်ဘက်ကိုကြည်ပြီးတော့ယေရှုတော်ချီးမွမ်းတယ်ယေရှုတော်ချီးမွမ်းပြီးတော့မှကောင်းကောင်းနားထောင်ကြ
是不是拿敞开嘞？拉斯苏出来个，靠你的，阿么嘞，下节嘎都瓜，你大家信你的，地边那嘛喏，报当报你比皮的路地讲个，靠你的，是啦，大这么比大呗。哎，下节那个来没啦，俺妈吧，杜妈妈吧不，俺妈吧，是不是比大家都都安尼都比得你的。俺妈吧，俺来米啦，俺别妈的，不是，没家吧不，顶在对个阿丹的出来，特别嘛偏别听的，嘿嘿，别他妈出呢，看那上的哦，上开的看嘛，拉着就干喏，背上的刚的都囊裂蛋的，顶在讲啊，天你出来的，哈利路亚，哈利路亚，出来的，阿边要来的。边要别人闹嘛，耶稣个比大古开边呢？你被杀了，刚你皮皮家，刚你皮的看嘛，哎天嘛，那是说刚一点线来的，哈利路亚。人家讲嘛，有钱的，用之前我一路阿东标布，耶稣个订单比你亲皮的，那么的嘛，交通机构拍下呀没，喏。哎，你交通技术的罢了，没用钱来钱，当地也撇钱啊！这路老爷，这路表皮面嘛撇老话不，这路表皮面嘛好老话不，这路啊都强大来都强大来没大没撇来不，喏，讲嘛都不要信啊，讲嘛看别人都讲嘛老哑巴的大没，这路哈都奶说多啦，哎，哎，你交通机，喏，那些有股。背书你的交通机构真的都拍下不阿西记的，啊天嘛名也是的，耶稣呢特别多名啊对，但嘛阿西记啦拉着就呗，都可以多咩看嘛，可以实际的拉着都个哎嘛但嘛下边啦，你他妈的老边咯，可以实际啊弄头半边啦拉着就呗，都对拉着就哎嘛但嘛路阿家的。所以今日都那龙达，今日都看到，今日米大叔喏，啊对啊点咯对，哎嘛大嘛啊是知道，路啊上到哎呀个，哦交通机业会别干嘛，背书你的，啊啦交通技术啦，喏今日都也当地也识，他表咩，今日没用那多识皮的，啊你交通技术number 的啊你呢，拍下呀嘛皮的，阿门，哈利路亚。每次也交通啊，接过啊，人拍下巴路啊，今日是个表扬。交通这个背书路喏，他们哪来的批的？啊，你交通就拍下面，拍下面不是弄么嘞？好咩？阿妹，耶稣都啊对，耶稣呢特别罗米亚对，都也啊路轻松啊呀个，拉着就批的，都路轻呢，呀拉耶稣个都拿面的考的。拉耶稣出来个，路里安尼那罗耶稣个接嘛比的路都那比店家的，但没家吧？我啊皮包拉的，大家出来了呗，就好样没？现在都喏，我哋有时对米大叔对啊电脑对把路啊得嘞，我哋有时对加买路啊得啦，硬得钱路啊得啦，标准钱路啊得啦，米大叔对喏后面钱路啊得啦。巴鲁特嘞，喏，就那路阿的哎呀，慢点咩？撒旦个有定别罗，好古天嘛对别罗，刚刚你背他的，哎那个就那判别罗，靠头也马屁的，讲嘛一路线，讲嘛一靠咩？哈利路亚，我一直路线，我一直靠咩？出来嘛呗，嘛师傅嘛听呢，哦，点在的嘛，刚刚你做呢都他的是的，那时候嘛是的嘛好不？是的，耶稣个是的有靠的。哈利路亚，我一直路线的啦，没是的嘛好不？是的，我嘛干么子？是比我嘛面是的，天嘛都能他的是的，那考头不呗？阿门，考不呗？那用之前考呀么哩？考人出的，不要信个，阿门，哈利路亚。现在都看电单中嘛，表白的，看电脑亚曼这边个拿西的、没西的、不杀西的，表达比大，拜上你个嘞拿西的。考人家的，阿妹，你们那么好苦喽？嘛，没那少多干么子办事嘛，是比办事嘛？嘛，东南台的百姓出来个，老下去的，好来，
ရှားတဲ့လူတွေကဒီလိုတော့နည်းနည်းချက်မပြေတာပဲလို့ပြောရင်ပြောမှာပဲယေရှုတောင်ပြောခန္ဓာပဲဒါမှမကြာဘူးထွက်လာတယ်လေကျွန်တော်တို့ကအဲ့ဒါလက်တွေ့တုံပြကြတာကျွန်တော်တို့ကနော်တခါဆိုရင်ကြာသွားပါပြီကျွန်တော်ဒါလေးငယ်တုန်းကသူက6တန်းလောက်အရွယ်တုန်းမှာအမတာမလူအပ်တဲ့ငွေပမာဏတစ်ခုရှိလာတယ်အဲ့ဒါကိုချက်ချင်းလဲခြံထဲမှာရှာလို့မရဘူးအပြင်ပေါ်မှာလဲသွားရှာလို့မရဘူးဆိုတော့ဘယ်လိုလုပ်မလဲဆိုရင်ဆုတောင်းတဲ့အခါမှာဘုရားရှင်ကအဲ့နီးပြူဟာကိုပြေးတယ်အာမင်ကျွန်တော်သားကိုစိုက်ကယ်နောက်မှာထိုင်ခိုင်းတယ်လုံးဝမရည်ရဘူးနော်ဟုတ်ကဲ့သွားပြီးတော့မှဇူမဘန်ရှိမှာကမ္ဘောဇဘန်ရှိမှာရှိဘီဘန်ရှိမှာအကျယ်ကြီးတော့မပြောရဲပါဘူးနော်အကျယ်ပြောမကောင်းဘူးလေကလေးမျိုးမှာဆိုရင်တိတဲ့လူမတိတဲ့လူမရှိဘူးဆိုတော့မကောင်းဘူးဆိုတော့ဘန်ရှိမှာရောက်တဲ့ခါကျတော့ဘန်ရှိမှာတုတ်နောင်ထားတဲ့ပိုက်စမယ်လာခဲ့ထွက်လာခဲ့လုံးရှာရှိတဲ့သွားပြတော့ကာလီဝန်ဘက်မှာကွေးပြီးတော့ဟိုဘက်ကိုလဲပြီးတော့အန်ကိုဝင်ပြီးတော့မှစီးစတော့ချီဝင်တယ်ဒါလီယာအဖေဘယ်မှာလဲပိုက်ဆန်ဆောင်းလည်းမဆောင်းပဲနဲ့လို့ပြောတယ်ဟောပဲဆောင်းရှာလို့မလဲသူတို့လာမှာပါလို့သူတို့ငယ်သေးတယ်ဆိုတော့သူနားမလည်နိုင်ဘူးလေဆိုတော့မကြဘူးတလမကြဘူးတကယ်ရောက်လာတယ်ဟာလေလုယာဟာလေလုယာယေရှုကပီတရုယောဟန်တို့ကိုခိုင်းတယ်ဒီပိတ်ဆကိုဖြီးပြီးကြပါဆိုတာကျွန်တော်တို့အလုတ်ကပါလဲဆိုဒီအကတ်တွေကိုဖြီးဖို့ပဲဟာလေလုယာဟာလေလုယာအငါနီဖြီးလိုက်တယ်တုံးပြူလိုက်တယ်နော်တကယ်ခေါ်လို့တကယ်ရောက်လာတာပဲအခုဂျေဇုတော်ထပ်ပြီးတော့ချီးမွမ်းရအောင်တကယ်လည်းချီးမွမ်းတယ်နော်သူတို့တကယ်ကြားတာပဲမိတ်ဆွေဒီနီးပြူဟာကိုတုံးကြည့်စမ်းပါအာမင်မူလင်ဘီဟိုမှာကြီးကန်းနေပါလေအော်နေပြီကျူးစားပြီးတော့မအိတ်နဲ့အဲ့ရပေါ်မှာထအဲ့ရနေဘုရားကြောင့်ဝေးတယ်ဆိုရင်ထဲကနေခေါ်တင်လူအပ်တဲ့အရာမှန်တမျိုးခေါ်မခေါ်ခင်မှာတော့လုံးရှာရှိတယ်ကြောက်တုံးကြီးဖယ်ရှာရမယ်နော်မိသားစုကိုဒိုးထောက်ထိုင်ရင်ထိုင်ပြတာမရှိဘူးမိသားစုကိုစွဝေးပြီးတော့အဲ့ဒီယုံကြည်ခြင်းကိုကောင်းလေးကျွန်တော်တို့အတုံးပြအောင်ဖြစ်တယ်မယုံကြည်နိုင်တဲ့တန်တရားစိတ်တွေမဖြစ်နိုင်လောက်ဘူးဆိုတဲ့တန်တရားကြောက်တုံးကြီးတွေသူများမိသားစုမှာတော့ဖြစ်မှာပါလို့ယုံကြည်ပြီးတယ်ကျွန်တော်မိသားစုကြတော့မဖြစ်လောက်ဘူးဆိုတာကြောက်တုံးကြီးနဲ့ပိတ်ဆို့တယ်အဲ့ဒါမကောင်းဘူးနော်သူတို့ကတော့ကြီးပွားမှာပါသူတို့ကတော့အတူတက်မှာပါဟိုတားနေရောကအမေရိကမှာ3ယောက်ကဟိုဂျပန်မှာ1ယောက်ကစင်ကာပူမှာ2ယောက်ကမလေးရှားမှာသူတို့ကတော့ကြီးပွားမှာပဲတူတက်မှာပေါ့ကျွန်တော်တို့ကပဲဖြစ်မလဲဒီပယာလှုပ်လေးနဲ့ပါဖြစ်မလဲကိုကတော့ပိတ်ဆို့တယ်သူများကြတော့နော်ဖြစ်ခိုင်းတယ်အဲ့လိုမဟုတ်ဘူးကိုအတွက်ဒီကြောက်တုံးကြီးကိုဥစွာဖယ်ရှားရမယ်ဟာလေလုယာဟာလေလုယာဖယ်ယုံမြနဲ့မရနဲ့ယုံကြည်ခြင်းဆိုတာမအိပ်ရဘူးမရဘူးတွားရမယ်ဆိုတော့ကြောက်တုံးကြီးကိုဖယ်ရှားပြီးပြီဆိုရင်ခေါ်ပါအာမနာပါနဲ့ခေါ်ပါယောက်ျားချောလေးတွေခေါ်ပါအမျိုးသမီးချောလေးတွေခေါ်ပါချိန်မကောင်းလေးတွေခေါ်ပါတမက်ကောင်းလေးတွေခေါ်ပါလာမှာပဲမခေါ်ဘဲနဲ့လာတဲ့အရာတိုင်းကိုလက်မခံခြင်းဘူးအဲ့ဒါပြဿနာနော်ခေါ်လည်းမခေါ်ဘူးရောက်တဲ့ဟာလည်းလက်မခံခြင်းဘူးခေါ်ရမယ်လေဆိုတော့ယေရှုကဟဲလူလေးဟဲကောင်လာခဲ့လို့မပြောဘူးလေလာစစုနာမည်နဲ့ခေါ်တာကျွန်တော်တို့လူအပ်တဲ့အရာနာမည်နဲ့ခေါ်ရမယ်ဟာလေလုယာနည်းနည်းဂျမ်းမိုင်မကောင်းတဲ့ခါမှာမလေးဘယ်သူရှာဝနဲ့ပြရင်ကောင်းမလဲတမားတော်ဘယ်သူနဲ့ပြရင်ကောင်းမလဲဆိုတာမပူနဲ့ဂျမ်းမိုင်ကိုခေါ်ရမယ်ဟာလေလုယာသူများတော့ဂျမ်းမိုင်ရှင်ကိုကောင်းလေးဂျမ်းမိုင်ခါတဲ့ကိုဟာကြတော့နည်းနည်းကိုဟာတော့နည်းနည်းချီးပြီးကိုတီးတယ်လေလို့ပြောသေးတယ်မလုံးနဲ့နော်အဲ့ကြောက်တော့သူဖယ်ရှားပြီးရင်ဒူးထောက်တမမတ်တရဂျမ်းမိုင်လာခဲ့ကျွန်တော်အတွက်လူအပ်တဲ့ထွက်လာခဲ့ဂျမ်းမိုင်ကိုခေါ်ရမယ်ပြီးငါကြီးကိုခေါ်ရမယ်နော်ငင်တဲ့ချင်းကိုခေါ်ရမယ်အဲ့ဒါခေါ်ရမှာယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းကတုံးပြဖို့ဖြစ်တယ်နော်ကောင်းကင်နိုင်ငံရောက်ယုံကြည်ခြင်းပါလို့တော့မှလေတုံးချက်မရှိတော့ဘူးယုံကြည်ခြင်းမလို့တော့ဘူးကောင်းကင်နိုင်ငံရောက်ယုံကြည်ခြင်းဆိုတော့ဒီမိကြီးလောကကြီးပဲထဲမှာတုံးပြဖို့မလောဘူးကဘူးအာမင်ကျွန်တော်လောတဲ့ထဲမှာအကျင့်ပါပြီးတော့လောတာပဲပြောပါတယ်နော်
လူစုဖျားကမေကြီးကြတဲ့အချက်ဖြစ်တယ်နော်ယုံကြည်လက်သားနဲ့ယခုချက်ချင်းဖြစ်မယ်ဆိုတာမယုံကြည်နိုင်ခြင်းဒီယေရှုမျက်ရည်ကိုကြားစေတဲ့အရာဖြစ်တယ်ဆိုတော့ဒီနေ့ခရိယာအားလုံးကခရိယာဖြစ်တယ်ယုံကြည်သူတွေဖြစ်တယ်ဒါပေမဲ့ဒီယုံကြည်ခြင်းကယေရှုကိုမျက်ရည်မကျစေဘဲနဲ့ယေရှုအတွက်အမှုတော်အများကြီးခေါ်ထုတ်နိုင်တော့ယုံကြည်ခြင်းမျိုးဖြစ်ဘူးအရန်အရေးကြီးတယ်ဆိုတော့ဒီနေ့မှာယုံကြည်ခြင်းရှိထားယုံနဲ့မရှိထားနဲ့မတင်ထားနဲ့အဲ့ဒီယုံကြည်ခြင်းကိုအတုံးပြုပါမိမိအတွက်အတုံးပြုပါအမှုတော်အတွက်တုံးပြုပါမိသားစုအတွက်တုံးပြုပါတင်းတော်အတွက်တုံးပြုနိုင်ငံတော်တာသနာတော်အတွက်ကျွန်တော်တို့ခေါ်ထုတ်ရမယ့်အရာအများကြီးရှိတယ်နော်တိကောခန်းကြီးနစ်အပိုင်းငယ်ကိုမှာမျက်စိနဲ့မမြင်ဘူးဒီနားနဲ့တော့မကြားဘူးဒီတဲ့အရာစိတ်နှလုံးထဲမှာတော့မှဖြစ်နိုင်မယ်လို့မယုံကြည်လောက်အောင်အမတမများပြားသောအရာဒီဘုရားရှင်ကသူချစ်တော်သူများအတွက်တင်စီထားခြင်းရှိတယ်လို့ကျမ်းစာထဲမှာတွေ့နိုင်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီအရာများကိုဘုရားရှင်ဖွက်ထားတော့အရာရှိတယ်ဘုရားရှင်ကလူဝဲထားတော့အရာလည်းရှိတယ်ဘာလို့လဲဆိုတော့စာတန်မတိအောင်နော်လူဝဲချင်းဆိုတာဘုရားရှင်ကထားတယ်အဲ့ဒါကိုကျွန်တော်ယုံကြည်ခြင်းအဖြစ်နော်ချီတလမ်းပြေးတလမ်းတင်ပိုက်ဘူးယေရှုဘုရားကတင်တမ်းပြနေခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာယေရှုဘုရားကဘေတနီရွာမှာလာယေရှုအင်ထဲမှာပဲနေပြီးတော့ခေါ်ရင်လဲလာမှာပဲဒါပေမဲ့တင်ချိုင်ကုန်းကိုတွားပြီးတော့တင်ချိုင်ဝါကနေပြီးတော့သူခေါ်တယ်လို့ကျွန်တော်တို့ဘုရားကျောင်းကိုတွားပြီးတော့ဘုရားကျောင်းထဲကနေခေါ်ရင်တော့ပို့ပြီးတော့တန့်ရှင်းတယ်နော်အင်ထဲမှာအမြဲတမ်းခေါ်ရင်အင်နေနာချင်းတွေကနော်တန်တရားဝင်လာနိုင်တယ်ဘုရားကျောင်းထဲမှာဘယ်လောက်ပဲခေါ်ဘယ်သူမှတန်ဆရာဝင်စရာမရှိဘူးနော်ဘုရားကျောင်းပဲအော်မဲ့နေရလဲဖြစ်တယ်ဆုတောင်းမဲ့နေရလဲဖြစ်တယ်ဘုရားနဲ့စကားပြောမဲ့နေရလဲဖြစ်တယ်ဆိုတော့ဒီနေ့မှလဲကျွန်တော်တို့ဆုတောင်းမဲ့နေရအကောင်းဆုံးကဘုရားကျောင်းလဲဖြစ်တယ်အင်မှာတောင်းလို့မကြားတဲ့ဘုရားတော့မဟုတ်ပါဘူးကြားတယ်ပြီးလဲပြီးပါတယ်ဒါမဲ့ကျွန်တော်တို့ဘုရားရှင်ကတီးတန်နေရတခုကျွန်တော်တို့ပြင်ဆင်ထားပြီးပါဘုရားကျောင်းဗိမာန်တော်ဆောက်ပြီးပါအဲ့ဒီဗိမာန်တော်ထဲမှာတင်တို့နဲ့သူကျွန်တော်ထာဝရနေသွားမယ်ဆိုတာဘုရားရဲ့စန္ဒာလည်းဖြစ်တဲ့အတွက်ကြောင့်ဘုရားကျောင်းကြီးကိုဟောင်းလောင်းကြီးမထားပါနဲ့အကျဉ်းချင်းတွားကြပါအကျဉ်းချင်းဘုရားနဲ့စကားပြောပါအကျဉ်းချင်းဒီဘုရားကျောင်းထဲမှာလူအမှုအလုံးစုံကိုခေါ်ထုတ်ပါခေါ်ထုတ်ပြီးတော့မှအဲ့ဒီတုတ်နောင်နဲ့ရှင်နောင်နဲ့ဂျိုးတွေကိုဖြီးပြီးတော့မှနိုင်ငံတော်ဘုံတော်အတွက်အတုံးပြုကြပါဟာလေလုယာအလုံးမတရားကြရအောင်အမနွေလာဆိုတဲ့တခြင်းလေးကိုကျွန်တော်တို့တည်ဆူပြီးမှနော်ဒီနေ့ညနေယုံကြည်နိုင်တဲ့လောက်လက်တွေ့အတုံးပြုမယ်နော်ဟာလေလုယာဟာလေလုယာမိမိရဲ့ကြောက်တုံးကိုမိမိပဲနားလည်မယ်အဲ့ကြောက်တုံးချစ်ကိုဖယ်ရှားမယ်နော်ဖယ်ရှားပြီးတဲ့အခါမှာကျွန်တော်လူအပ်တဲ့အရာကိုကျွန်တော်တို့ခေါ်ထုတ်မယ်ခေါ်ထုတ်ပြီးတော့မှကိုယ်လက်နဲ့ကိုအဲ့ဒီပိဿာတွေကိုဖြီးပြီးတော့မှအမှုတော်နိုင်ငံတော်အတွက်အတုံးပြုမယ်ယုံကြည်ခြင်းထဲမှာနော်တကယ်ယုံကြည်ခြင်းထဲမှာကျွန်တော်တို့လက်တွေ့ဖြစ်လာမယ့်အရာများကိုယေရှုကပြောနေခြင်းဖြစ်ပါတယ်လို့ဘုရောမပါရင်နော်ဘယ်လိုစာပြရမှာလဲဒီလောကကြီးထဲမှာဘယ်လိုရည်တည်နိုင်မလဲရာမာလေးကိုရောတူရှိခဲ့ရှင်လေဒီဘဝပင်လေကြီးထဲမှာကျွန်တော်ကျွန်တော်ရဲ့ဘဝဟာကိုရောမြတ်တာကိုရောနဲ့တူအစင်ရဲ့ရှိချင်သူကိုရောပေးတဲ့အသက်
နဲ့တရှိသူကျွန်တော်ဝချိန်တိုင်းဒီနေ့ကြည့်ရှုသူအေမန်ဝေလာไม่ใช่ขณะเลยပဲไม่ใช่ไม่ပြီးတော့สุดต้องยาวဒီနေ့ညနေချမ်းမှာสุดต้องချက်နဲ့ခြေလမ်းလမ်းဖို့ဖိတ်ခေါ်ခြင်းတယ်အခုပထမခြေလမ်းလမ်းရအောင်နံပါတ်1အနေနဲ့အဲ့ဒီတင်းကြိုက်ကိုပိတ်ဆို့နေတဲ့ကြောက်တုံးကြီးကိုဖယ်ရှားဖို့ဖြစ်တယ်မိမိနှလုံးသားထဲမှာမဖြစ်နိုင်တော့ဘူးမဖြစ်တော့ပါဘူးကျွန်တော်တော့အစင်မပြေနိုင်တော့ပါဘူးဆိုတဲ့ကြောက်တုံးကြီးကိုဖယ်ရှားရမှာဖြစ်တယ်မျက်စိမိတ်ပါမိမိနှလုံးသားထဲမှာမိမိရဲ့အန်တော်မိသားစုထဲမှာဒါတော့မဖြစ်နိုင်တော့ပါဘူးကျွန်တော်တို့ကတော့တွားပါပြီဆိုတဲ့တန်တရားစိတ်မယုံကြည်နိုင်တဲ့နှလုံးသားကိုယနေ့ပထမဦးစွာဖယ်ရှားရမှာဖြစ်တယ်ကျွန်တော်နှုတ်အားဖြင့်နော်ဝန်ခံမယ်မိဒီမယုံကြည်နိုင်တော့ကြောက်တုံးကြီးယေရှုနာမနဲ့ဖယ်ရှားပါယေရှုပြီးတော့အားလုံးဆုတောင်းဆက်ကကြရအောင်ဟာလေလုယာဖပါယကိုရရှင်ဒီတာတို့တမီးတို့အတွေ့အမတာမအရေးကြီးတော့ယုံကြည်ခြင်းအတုံးပြရမယ့်နေလားကိုရရှင်ဒီတပည့်တော်များကိုကောင်းကောင်းနဲ့တင်တန်းပြီးတော့ကျွန်တော်နာမတော်ချီးမွမ်းတယ်ယနေ့ချီးမွမ်းတဲ့တာတို့ကိုတုံးပြခွင့်ပြီးတော့ကျွန်တော်ယေရှုတော်ချီးမွမ်းတယ်အရာရာဒီကျွန်တော်ကျမတို့အမတာမအရေးကြီးတယ်အိုးမယုံကြည်နိုင်ခြင်းတန်တရားစိတ်နှလုံးသားများယေရှုနာမနဲ့ဖယ်ရှားပါ၏ယေရှုနာမနဲ့ဖယ်ရှားပါ၏အိုးဟာလေလုယာဟာလေလုယာခရစ်တော်အားဖြင့်ဖြစ်လာမယ့်အရာခရစ်တော်အားဖြင့်ထွက်လာမယ့်အရာကိုပိတ်ဆို့နေသောကြောက်တုံးကြီးယေရှုနာမနဲ့ဖယ်ရှားပါ၏ဟာလေလုယာဟာလေလုယာမိတ်ဆွေဒုတိယခြေလမ်းလာမှုဖိတ်ခေါ်ပါတယ်အဲ့ဒီကြောက်တုံးကြီးကိုဖယ်ရှားပြီးသွားပြီဆိုရင်ဒုတိယခြေလမ်းမှာကျွန်တော်လိုအပ်တဲ့အရာနာမည်နဲ့ခေါ်ဖို့ပဲယေရှုနဲ့တပည့်တော်တို့ကလာဇာရုကိုလိုအပ်တဲ့အတွက်ကြောင့်နာမည်နဲ့လာဇာရုလို့ခေါ်တယ်အခြားလူတေးတွေကိုမခေါ်ဘူးအခြားနာမည်လည်းမခေါ်ဘူးနာမည်မခေါ်ဘဲနဲ့နာမည်နဲ့မခေါ်ဘူးဆိုရင်တင်းကြိုက်တဲ့မှာအိတ်နေတဲ့လူတွေအားလုံးထလာမှာပဲဒါမဲ့နာမည်နဲ့ခေါ်တယ်လာဇာရုတယောက်တည်းထားတယ်ကိုလူချင်းတဲ့အရာကိုခေါ်ရအောင်ကိုလူအပ်တဲ့အရာကိုခေါ်ပြီးတော့အားလုံးထပ်ပြီးတော့ဆုတောင်းရအောင်โอ้ฮาเลลูยาฮาเลลูยาမိသားစုအတွက်လူအပ်တဲ့အရာကိုခေါ်ပါယုံကြည်ခြင်းနဲ့ခေါ်ပါနာမည်နဲ့ခေါ်ပါတကယ်ထွက်လာမှာပဲအားလုံးဒုတိယကျင့်ဆုတောင်းရမှာဖြစ်တယ်ဟာလေလုယာကိုရရှိအိုအတင်းတော်အတွက်မိသားစုတွေအတွက်အိုတူတယောက်ရှိအတွက်လူအပ်သောအယမန်တမြတ်ဒီကိုရရှင်ထံပါနေရှိပါ၏အိုအမင်ပြီးပိုင်ခွနဲ့ကိုရရှင်တာတို့တမီးတို့အတွက်အတုံးပြုနိုင်အောင်ကိုရောခွင့်ပြုထားပြီးသားရှိပါ၏ဟာလေလုယာကျွန်တော်ရှင်မတို့လူအမှုအလုံးစုံဒီပိတ်ဆို့နေသောကြောက်တုံးကြီးများကိုလည်းဖယ်ရှားပြီးဖြစ်ပါ၏ကျမ်းမာကြီးငွေရည်ကြီးဟိုပညာကြီးအဖက်ဖက်မှကိုရောရှင်ထံပါမှထွက်လာမယ့်အရာမှန်တများကိုဒါတို့အတွက်ဖြစ်ပါတယ်မိကြီးပေါ်မှာအတုံးပြုဖို့ဖြစ်ပါတယ်ကောင်းကင်ဘုံနဲ့အရာမဲ့အတုံးပြုဖို့မရှိတော့ပါအိုးကိုရရှင်ဘုရားယေရှုတင်ပါ၏ယနေ့မြတ်သားတို့ခေါ်တန်ကိုကြားတော်ဘုရားဖြစ်ပါ၏ဟာလေလုယာဟာလေလုယာမိတ်ဆွေအခုတတိယခြေလမ်းလာမှုဖြစ်ပါတယ်တတိယခြေလမ်းကြတော့ကိုပြန်လဲပြီးတော့ယုံကြည်ခြင်းထဲမှာအမြင်ပြောင်းဖို့ဖြစ်ပါတယ်အရင်ကတော့ကျွန်တော်တို့ကသူများရှိကိုအလုပ်တွေတွားလျှောက်တယ်ပိုက်ဆံတွေတွားချေတယ်ဘာအလုပ်ကောင်းရှိတယ်လဲဘယ်မှာလစာကောင်းရှိတယ်လဲဘယ်မှာကျွန်တော်တို့ကိုကိုငီနိုင်မလို့ရှိတယ်လဲအကူအငီတွားရှာတယ်ကိုငီမလို့တွားရှာတယ်အလုပ်ကောင်းကိုတွားရှာတယ်
အလုတ်ကိုသွားရှာတယ်ယနေ့ချက်ချင်းဒီအမြင်ကိုပြောင်းပြရမှာဖြစ်တယ်ကျွန်တော်တို့ရှိမှလူတွေကအလုတ်လာရှာမှာဖြစ်တယ်အကူအငယ်လာတော့မှာဖြစ်တယ်အာမင်ဤကဲတော့ကျွန်တော်တို့ကိုကျွန်တော်တို့မြင်ရမှာဖြစ်တယ်အာမင်ယေရှုဘုရားကထိုကဲတော့မြင်စီခြင်းတယ်အာမင်ဘုရားရှင်ကယေရှုမြတ်ကိုမြည်တယ်ဘာကိုမြင်တယ်လဲဘာတိုင်ကိုကိုမြင်ပါတယ်မှန်ပါတယ်မြင်တဲ့အတိုင်းမှန်တယ်လို့ထောက်ခံတဲ့ဘုရားဖြစ်တယ်အာမင်ကိုအမြင်ကိုပြောင်းရမှာဖြစ်တယ်အာမင်ယေရှုကပေတာယောဟန်ဒီကျိုးတွေကိုဒီပိတ်စတွေကိုဖြီးပြီးတော့မှလာဇေရုကိုကျွန်တော်တုံ့ပြရအောင်လို့တင်တန်းပြထားတယ်ယုံကြည်ခြင်းထဲမှာကျွန်တော်တို့ရဲ့ဘဝကိုပြောင်းပြနိုင်ပါတယ်အမြင်ကိုပြောင်းပြနိုင်ပါတယ်အာမင်ခုကျွန်တော်တို့ယေရှုဘုရားကဒီအရာကိုကြားခြင်းတယ်ကျွန်တော်ပါစတ်နေပဲဆုတောင်းပြီးတော့ကျွန်တော်အမြင်ကိုအတိတ်တပံယုံကြည်ခြင်းနဲ့နော်ရုပ်လုံးဖော်ပြီးတော့အတိတ်တော်ယုံကြည်ခြင်းနဲ့ဘုရားကိုစကားပြောရအောင်အားလုံးဆုတောင်းစကားပြောရအောင်ဟာလေလုယာဟာလေလုယာအိုးရှာရ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 ာဟန်ဒါရာဘာဘာရာဘာကရှန်ဒါရာဘာကိုရရှိမေယာစာတမနာဤသူနေချင်းကိုခံတော့စာတမနာဤငေးစေချင်းကိုခံတော့ဤခန္ဓာဤဘဝနဲ့ဤအသက်ရှင်မှုတို့ဒီကိုတော်ရှင်ထပ်ပြီးတော့မမြင်ရှင်တော့ပါထပ်ပြီးတော့မကြည့်ရှင်တော့ပါကိုတော်ရှင်ထံပါမှာကျေဝတော်အသက်တာပြီးရှံတော်အသက်တာကိုတားလေကိုတော်ရှင်မြင်ချင်ပါ၏ဟိုဟန်ဒါရာဘာပါရကိစီရီကိရှာပါရာဟာလေလုယာဟာလေလုယာကိုတော်မြင်တကဲ့တော့ကျွန်တော်တို့တာသမီများကိုလည်းမြင်ခွင့်ပေးပါဟာလေလုယာဟာလေလုယာအိုးဟာလေလုယာအာမင်ဘူတော်မပါရဲ့လေဘယ်လိုစာပြရမှန်ပါတယ်ယနေ့ဒီတယူတို့ယောဟန်တို့ကိုတင်တပြီးယုံတက်တက်မဟုတ်ပဲသူတို့အနာမှာယေရှုမတ်တရနေတယ်ယေရှုကချီနေတယ်ခရစ်တော်ဘုရားတက်ရှင်တယ်ရှင်မတဲ့ခရစ်တော်ခန်းရှိတဲ့ပိုင်ငယ်23မှာအေမနွေလဘုရားကျွန်တော်တို့နဲ့သူရှိတော်ဘုရားဖြစ်ပါတယ်ကျွန်တော်ဦးတီရမယ်နေတယ်မိတ်ဆွေခဏလေးအပမကြည့်ဖို့ဆိုရင်လက်ကလေးမြောက်ပေးပါဂျေဇုတင်ပါရဲ့ဖတန်ရှင်တော်ဝိညာဉ်တော်ဘုရားတာကိုဟောပြောတက်တေခိုင်စေတော့အရာအလုံးစုံတို့ကိုအိနီယာနေတာဝေငါဟောပြောပြပါပြီဆက်လက်ပြီးတော့ဝိညာဉ်တော်ဘုရားလက်တော်ထဲနဲ့အနံပါ၏ယုံကြည်ခြင်းဒီတင်ထားဖို့မဟုတ်ပါပိုက်ထားဖို့တက်တက်လည်းမဟုတ်ပါအတုံးပြုတ်ဖို့ဖြစ်တယ်ဆိုတာတန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့အရောက်ချင်းစီတရဲ့နှလုံးသားထဲမှာထပ်ဆင်ပြီးတော့စကားပြောတော်မူပါအာမင်အတုံးပြုတ်တတ်အောင်ထပ်ဆင်ပြီးတော့တင်တန်းပြီးတော်မူပါအာမင်လက်တွေ့ကြကြအေခရိယန်အသက်တာကိုပြသနိုင်ဖို့အလုံးငါယေရှုဘုရားကျွန်တော်တို့နဲ့အတူရှိသောအေမနွေလဘုရားထင်ရှားစေတော်မူပါအာမင်ဝိညာဉ်တော်ဘုရားကျွန်တော်တို့ခရိယန်တက်တာမှာယေရှုဖြစ်ခြင်းကိုပြောယုံတက်တက်မဟုတ်ပဲပြသဖို့အရေးကြီးတယ်လို့ယနေ့မှာဤယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့မျှော်လင့်သောအရာများကျွန်တော်ယုံကြည်သောအရာများကျွန်တော်ဆောင်စားနေသောအရာမှန်တမျှကိုထွက်လာဖို့အလို့ငါ
東表內昂，東表野昂，東表達昂，但先我永遠比較高大，頓點比落馬薩羅摩巴。而亞米阿婆嘛，望到天下部，內岸到大水這邊部阿路啊，必須到嘛巴美江。Tabari do taro ke tempai sensi su pia metona manai su tong de se kaja bare papia taki. Amen. Pian thaya om taba pati ko ching pian anamare. Hallelujah. ဒီနေ့ကြာရတဲ့နှုတ်ကပတ်တော်မှာအရောက်ချင်းစီတိုင်းအတွက်ခွန်အားရစရာတည်ဆောက်စရာအတ္တအတွက်ကောင်းမြတ်တော်အရာတွေဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့အားလုံးလည်းခွန်အားရပါသလား Okay ကျွန်တော်ခွန်အားရတဲ့ဆိုရင်ကျွန်တော်ခွန်အားရတဲ့အရောက်အလျောက်ပေါ့နော်ဒီကနေ့ဖရားပေါ်မှာပြန်လဲပြီးတော့တုံ့ပြန်တော့အပြင်ဒီကနေ့ဖရားနိုင်ငံတော်အတွက်ဆက်လက်ပြီးပါဝင်ရအောင်အလူတော်ငွေကိုဆရာပါဘူးပါပဲစက္ကဆူတောင်းပေးပါနော် ကျွန်တော်အလူတော်ငွေစက္ကဆူတောင်းပြီးတာနဲ့ကျွန်တော်အဆရာရဲ့ကောင်းချီးပေးခြင်းအပြင်ကျွန်တော်အလူငွေအရင်ကောက်အောင်နော်အလူငွေအရင်ကောက်ပြီးတာနဲ့ဆရာရဲ့ဆူတောင်းပေးခြင်းပြီးတာနဲ့တခါတည်းကောင်းချီးပေးခြင်းအပြင်စီစဉ်ကိုဆုံးသတ်မှာဖြစ်တယ်ဆိုတော့ ခံစားရဆိုရအောင်လေနော်ခံစားရစုတင်စုကောင်းချီးမင်္ဂလာတော်လုံးချီးမွမ်းကတိဆိုမီအသက်မွေလောင်တော်အစာကိုနေရစင်တိုင်းပေဒနာတော်မူသောကြောင့်ကျေးဇူးတင်သည် တာယာတော်မြင်နာတော်လမ်းပြခဲ့သည်